ကြားဘူးသမျှအစုံမိတ်တွေတွေအပြောင်မြောက်ဆုံးကိုခုနံပါတ်1အခြားသူများ၏အမြင်ကိုဂရုစိုက်ရင်သင်သည်သူတို့ထံအမြဲအကျဉ်းကျနေသလိုဖြစ်နေမယ်။လောင်စုအခြားသူတွေရဲ့အမြင်တွေကိုအလွန်အမင်းဂရုစိုက်ခြင်းကကိုယ်ပိုင်လွတ်လပ်ခွင့်နဲ့ကိုယ်ပိုင်အမြင်ကိုဟန့်တားနိုင်တယ်လို့ရည်ညွှန်းပါတယ်။နံပါတ်2သင်အတွက်ဖြစ်ရမယ့်အရာတွေအတွက်ဘယ်တော့မှနောက်ကျတယ်ဆိုတာမရှိ။ဂျော့အီလီယိုတဦးချင်းစီဟာအတိတ်အတွေ့အကြုံတွေသို့မဟုတ်ကန့်သက်ချက်တွေကိုဂရုမစိုက်ပဲသူတို့ဘဝတစ်ခုလုံးမှာဆက်လက်ကြီးထွားသင်ယူပြောင်းလဲနိုင်တယ်လို့ညွှန်ပြပါတယ်။နံပါတ်3ကျွန်တော်တို့ရဲ့ဘဝဟာအတွေးတွေကနေပေါ်ထွက်လာတာပါ။ Marcus Aurelius အပြင်ပန်းခြေနေတွေထက်ကျွန်ုပ်တို့ရဲ့အတွင်းစိတ်အတွေ့အကြုံနဲ့အမြင်ကကျွန်ုပ်တို့ရဲ့ဖြစ်တည်မှုကိုအဆုံးဖြတ်ပေးတာကိုအလေးပေးညွှန်ပြပါတယ်။နံပါတ်4စဉ်းစားတွေးခေါ်ရတာခက်ခဲပါတယ်။ဒါကြောင့်လူများစုကဝေဖန်တာကိုပဲလုပ်ကြပါတယ်။ Carl Jung မကြာခဏဆိုသလိုပဲလူတွေဟာရှုပ်ထွေးတဲ့အတွေးခေါ်တွေတဲ့ဝေဖန်ရတာကိုဖြက်လန်းတစ်ခုအဖြစ်သုံးကြတယ်။နံပါတ်5လက်တွေ့ထက်စိတ်ကူးထဲမှာပိုခံစားရတယ်။စီနီကအနာဂတ်ဖြစ်ရတဲ့သို့မဟုတ်စိတ်ကူးရင်ဖြစ်ရတဲ့အကြောင်းကျွန်တော်တို့ရဲ့စိုးရိမ်ပူပန်မှုတွေနဲ့စိုးရိမ်မှုတွေဟာတကယ်ဖြစ်ရတဲ့ထက်ကျွန်တော်တို့ကိုပိုပူပန်စေနိုင်တယ်လို့ညွှန်ဆိုပါတယ်။နံပါတ်6မိုင်မဲတဲ့လူတစ်ယောက်ကိုစကားတွေကနေသိရပြီးပညာရှိတစ်ယောက်ကိုတော့နှုတ်ဆက်နေမှပဲသိရပါတယ်။ပိုက်တာဂိုရက်ပညာရှိသူသည်စကားမပြောမီသူတို့ရဲ့စကားများကိုဂရုတစိုက်စဉ်းစားလေ့ရှိတယ်။နံပါတ်9အကယ်၍သင်သည်အခန်းထဲမှာအထူးချွန်ဆုံးပုဂ္ဂိုလ်ဖြစ်ပါကသင်ဟာအခန်းမှာရောက်နေတာပါ။ကွန်ပျူတာမိမိကိုယ်ကိုပို၍အသိပညာရှိပြီးရှုထောင့်ကွဲပြားသောလူများနဲ့ဝန်းရံခြင်း၏အရေးပါမှုကိုအလေးထားရပါမယ်။နံပါတ်10သင်ပို၍တိတ်ဆိတ်စွာနေလေကြားနိုင်လေယူမီကိုယ့်ရဲ့အတွင်းနဲ့အပြင်ကဆူညံတန်တွေကိုရှော့ချခြင်းနဲ့ကိုယ်အတွေးတွေခံစားချက်တွေနဲ့ကိုယ်ပတ်ဝန်းကျင်ကတိမ်မွေးမှုတွေကိုပိုပြီးကောင်းကောင်းနားထောင်နိုင်ပါတယ်။နံပါတ်9သင်ဟာတစ်ချိန်ပဲအသက်ရှင်ရတာပါ။ဒါပေမဲ့မှန်မှန်ကန်ကန်ရှင်သန်ရရင်အဲ့ဒါကလုံလောက်ပါတယ်။ Mel West